ခွဲစိတ်ကူတာရေးစပွဲပေါ်ကဝတ်တုတ်ကြီးဟာရုတ်တရက်အပြင်းထန်ဖောင်းကားလာပြီးပောက်ကွဲတော့မဲ့ပုံဖြစ်နေလို့ဆရာဝန်တွေလည်းမျက်နှာပြက်ကုန်ကတကားအပြင်ဘက်ကိုအလူရက်ထွက်ပြေးကြပါတော့တယ်ဒါပေမဲ့ဆရာဝန်တယောက်ကတော့တုတ်ပြန်မှုနည်းနည်းနေသွားလို့ခြေလန်းတောင်မလန့်ရသေးခင်မှာဖောင်းကားလာတဲ့ဝတ်တုတ်ကြီးရဲ့ဖိညက်ချင်းကိုခံလိုက်ရပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူအုပ်ကြီးလည်းဘေးလွတ်ရာကိုယူမတက်ထွက်ပြေးကြပါတော့တယ်ဒီအချိန်မှာဝတ်တုတ်ကြီးဟာအမြင့်မီတာရာနဲ့ချီတဲ့လူကြီးတယောက်ဖြစ်နေပါပြီသူခြေတလန်းလန်းလိုက်တိုင်းမြို့တစ်မြို့လုံးပြင်းထန်စွာတုန်ခါသွားရပါတယ်ဒီအချိန်မှာပဲဝတ်တုတ်ကြီးဟာအသားဖြူဖြူရုပ်ချောချောနဲ့ခြေတန်းရှည်တဲ့မိန်းမလှလေးတယောက်ကိုမြင်သွားပုံရပါတယ်သူဟာအမျိုးသမီးစီကိုရှောက်သွားပါတော့တယ်အမျိုးသမီးဟာချက်ချင်းပဲကြောက်လန့်ပြီးကတင်ပေါ်လဲကျသွားကတေးရတော့မှာပဲလို့ထင်နေတဲ့အချိန်မှာဝတ်တုတ်ကြီးရဲ့ပြစ်မှတ်ကချက်ပေါင်ကြီးဖြစ်နေလိမ့်မယ်လို့ဘသူကထင်မှလဲဒီချက်ပေါင်ဟာဝတ်တုတ်ကြီးအတွက်တော့တွားကြညက်ဖို့တောင်မလောက်ပါဘူးအစားကတက်လူပြင်းနေကြတဲ့လူအုပ်ကြီးလည်းအခုချိန်မှာတော့ခြေလန်းတွေရက်လိုက်ကြပါပြီဆက်စုချင်းစိတ်ကကြောက်စိတ်ကိုအနိုင်ယူသွားတာပါသူတို့အားလုံးဟာဒီဝတ်တုတ်ကြီးကဘာကောင်လဲဆိုတာကြည့်ချင်နေကြတာဖြစ်ပေမဲ့ခဏနေရင်သူတို့နောင်တရားလို့ဆုံးမမဟုတ်ဘူးဆိုတာမသိခဲ့ကြပါဘူးဘာလို့လဲဆိုတော့80နှစ်ခုနှစ်ထုတ်ချက်ပေါင်ကြီးကဝတ်တုတ်ကြီးရဲ့ပိုက်ထဲမှာကမောက်ကမတွေဖြစ်စေခဲ့လို့ဖင်ကိုတစ်ချက်ညှစ်လိုက်တာနဲ့အမျှပြင်းထန်လုံးနဲ့လေးလိုက်ရိုက်ခတ်မှုကြီးဟာချက်ချင်းလွတ်ထွက်လာပြီးရောက်တဲ့နေရာတိုင်းမှာမြစ်တပင်မှမကြံအောင်ဖျက်ဆီးဖြစ်ပါတော့တယ်။ဘွားအိုတယောက်တောင်မှဝေဟင်ထဲကိုလွင့်စင်သွားခဲ့ရပါတယ်။လမ်းထောင်ကအဖိုးအိုကကြောက်စိတ်ပြေအောင်စစ်လိမ့်မီညီဖို့ပြင်းနေတော့မျက်နှာချင်းဆိုင်ကလူကတားဆီးနေပေမဲ့နောက်ကျသွားခဲ့ပါတယ်